အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Zari Crafter ပဲဖြစ်ပါတယ်เนาะကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ Zombie Creative Mode လေးပဲဖြစ်ပါတယ်ဗျဆိုတော့ chat တွေ unchat တွေ netherite chat တွေပြီးတော့ channel chat တွေအများကြီးပဲ chat တွေမျိုးစုံပြပြထားတယ်မှာ copper rust fire chat ပြီးတော့ channel အရာတွေလည်းအများကြီးပါတယ်ပေါ့เนาะ function မျိုးစုံနဲ့ပေးထားတဲ့အရာတွေလက်နက်တွေဆိုကျွန်တော်တို့ကပေါ့ AK47 8W1 cross this ဘာမှတော့မသိဘူးပေါ့ဘာလို့တနက်တွေကတော့မျိုးစုံပါတယ်ပြီးတော့ gun shotgun ပြီးတော့ကျန်တဲ့အရာတွေပြီးတော့လိန်နဲ့မှုတ်တဲ့အရာတွေပါပါတယ်ဗျလိန်နဲ့မှုတ်တဲ့တနက်တွေမှာလက်နက်တွေရတယ်မျိုးစုံပဲလက်နက်မျိုးပေါင်းတော်တော် fashion တွေတော်တော်များတယ်လို့ပြောရမယ်ပြီးတော့ scope တွေကလည်းမျိုးစုံပဲပါတယ်အဲ့ဒီမှာ armor တွေမှာမြောက်တွေနဲ့ပြည့်တဲ့ဟာတွေရောညာဘက် scope တွေပါတယ်မလို့တွေပါကြည့်လို့ရှိရင်ပို့ပြီးရှင်းရှင်းလေးမြင်ရတော့ night fashion ပုံစံမျိုးတွေခုလို့ဆိုကျွန်တော်တို့ပြည့်မချိန်နဲ့ပြည့်ခွင့်ကိုကျွန်တော်တို့ကျွေးလိုက်ပါတယ်เนาะညနေကျွန်တော်တို့တွားရှာမယ်အဲ့နာလေးမှာရှာမှာပါဆိုတော့ရှာမဲ့နေရာမှာတဲ့ဒါလိုက်ဖိထားကြမလို့ဘောเนาะတစ်ချက်တော့တောက်လိုက်တာနဲ့သူ့ဘာသူအော်တိုမြူသွားတဲ့ပုံစံမျိုးပေါ့ဆိုတော့ fashion ကလည်းတော်တော်မိုက်တယ်လို့ပြောရမယ်ဆိုတော့ပြစ်ခွင့်တွေပါနေရောဆိုပြပါနေဆိုတော့လေ nice တော်တော်လေးတော့ fashion စုံတယ်အဲ့တော့အဝေးကနေရောလှမ်းပြတိုင်းဆိုရင်သူတို့ကလဲသွားတဲ့ပုံစံမျိုး animation လေးလည်းပါတယ်ပေါ့နော်သူတို့ပြောတာကျွန်တော်ဗီဒီယိုထဲမှာကြည့်ရတော့အဲ့လိုမျိုးပဲတော့ပြထားတယ် tutorial တွေပါညာကျွန်တော်သွားကြည့်ပြတယ်တော့တဲ့ AK47 ကိုကျွန်တော်ရွေးလိုက်တယ်ရွေးပြီးကျွန်တော်စမ်းပြီးချိန်ပြည့်ကြည့်လိုက်မယ်ကျွန်တော်ပြည့်ကြည့်ဟုတ်တယ်တကယ်ကျွန်တော်ဘာမှပါပဲပြည့်ကြည့်ရတယ်မတွေ့ရမလားသူတို့လဲသွားတာ1 2 3 4သူတို့ကတော့လဲသွားတယ်5တော်လေးတော့အဆင်ပြေတယ်ဟိုနောက်ထပ်ကျွန်တော်စကုတ်ထည့်ပြည့်ကြည့်ပြမယ်စကုတ်တွေပြန်တရားရှယ်ရမယ်ဆိုရင်ဒီလိုမျိုးတော်တော်လေးရှယ်ရတော့ခက်တယ်မစကုတ်တွေပါသေးရှာစကုတ်တွေချိန်နေဆိုတာကလည်းကျွန်တော်တို့ဘာမှလုပ်စားမလို့ထိုင်လိုက်ရုံပဲထိုင်တာနဲ့သူကစကုတ်ကအော်တိုချိန်နေပြီးတော့ညာဘက်၄ခွက်မှာကျွန်တော်တို့အောက်က industry ၄ခွက်မှာအဲ့ဒီမှာရှေ့ကနေပြီးတော့3ခွက်နောက်ကအဆက်30ရှေ့ကနေပြီးအဲ့3ခွက်မြောက်ကအဲ့နောက်ဆုံးခွက်မှာစကုတ်ကိုထားမယ်ဆိုရင်စကုတ်ကထိုင်လိုက်တာနဲ့တမ်းပြီးပြလို့ရတယ်တမ်းပြီးထိုင်လိုက်တာနဲ့ပဲတမ်းပြီးချိန်လို့ရတယ်ဂျီကတ်တွေပါရလဲသူ့အမျိုးအစားနဲ့အဲ့ AWM ဆိုရင် AWM ဂျီကတ်တွေပါညာရနဲ့ပြန်ပြီးတော့ထည့်ရတာရှိတယ်အောင်မှာပြီးတော့ပါညာရစလုံးဝစင်ပြေလို့ပြောလို့ရရပါတော့အဲ့ဒါကြောင့်တနက်ထောက်တိုင်းလေးပါညာရစထည့်လို့ရတယ်ဆိုတော့တနက်ဖိုင်နေများပဲအခုလောဆယ်ကျွန်တော် AWM ကျွန်တော်ကင်ပြမယ်ပြီးတော့ scope က x scope ကျွန်တော်တက်လိုက်မယ်အလွယ် x scope နဲ့တက်လိုက်မယ်တက်လိုက်ပြီးတော့ကျွန်တော်ထိုင်ချလိုက်မယ်မပြတ်မှတ်ကိုတေချာရှယ်မယ်ပြတ်မှတ်ကတော့မြင်ကွင်းကတေးတော့ကြတော့နည်းနည်းရှယ်ရတော့ခက်ခဲတော့ဖြစ်တယ်ဗျအဲ့ဒီပြီးကျွန်တော်ရှယ်ပြီးပြကြည့်လိုက်မယ်ဒါပေမဲ့ तू ကတော့တစ်ချက်ပြစ်ပြီးလို့ရှိလို့ရှိရင်ပြန်ပြီးထားရတယ်မထားမယ်ဆိုမထားဘူးဆိုတာနဲ့ဒီပြိုင်နဲ့သူကတန်းပြီးတော့ကြည်ကတ်မောင်းတင်ခွင့်မရှိဘူးတစ်ခါပြည့်တစ်ခါမောင်းတင်အဲ့လိုပုံစံမျိုးပဲဆိုတော့ကျွန်တော်နည်းနည်းလေးမြန်သွားအောင်အဲ့နည်းနည်းလေးပြစ်လိုက်မယ်နော်ဗီဒီယိုလေးရှေ့ပေါ့တော့ဒီကတ်ကုံရမယ်ဆိုရင်ကြည့်တွေ့လားကြည်ကတ်မတူဘူးဆိုလို့ရှိရင်ကြော်ထည့်ထားဥစား AK47 ကြည်ကတ်မှာ AWM ကြည်ကတ်နဲ့ကြတော့အဆင်မပြေဘူး AWM ကြည်ကတ်ကတက်ရှိရဲ့အဲ့ကတ်နဲ့ပဲပြန်မိတက်ရမှာဆိုတော့ကျွန်တော်ပြန်မိတက်လိုက်မယ်တော့ကျွန်တော်ပြန်လဲလိုက်တယ်ပြန်လဲလိုက်ပြီးရဲ့နောက်ပိုင်းမှာကျွန်တော်ပြန်ချိန်တယ်ပြန်ချိန်ပြီး scope ကိုတခြားပြန်ပြစ်တယ်အဲ့လိုမျိုးချိန်လိုက်ပြစ်လိုက်ချိန်လိုက်ပြစ်လိုက်နေပဲ
ဆိုတော့ကျွန်တော်တခုခုစမ်းဖို့အတွက်ကျွန်တော်ပြန်ပြီးတော့ချိန်ပြီးတော့ပြန်ပြစ်ကြပါတေချာတခုကတော့တေချာလက်နက်ကိုတေချာရွေးပြီးတော့ပြစ်တာတော့ပိုကောင်းမယ်လို့တော့ကျွန်တော်ထင်တယ်မဟုတ်ဆိုရင်လည်းအဆင်ပြေဘူးပေါ့ပြရခက်ရပြူရတာတွေကနည်းနည်း fashion တော်ဆုံးတော့လောက်ရတာလေတော်တော်လေးရွေးမှဆင်ပြေမှာအဲ့လိုခရရတာလေလွယ်တော့လွယ်တယ်ဒါပေမဲ့တော့တေချာခရနိုင်မှရကျွန်တော်ဟိုကဟောကျွန်တော်ဆက်ပြလာပေါ့ပြောမယ်ဆိုရင်တရားရှိဟာတော့ပါပဲဆိုတော့ညမှောက်ဝိုင်းဆိုတော့ဝါရလဲလာဖို့ရှိလို့မယ်လို့တော့ထင်တာပဲဇွန်ဘီတွေပါရညာတွေမတွေ့လားဇွန်ဘီကတော့ထိုးတလဲလို့တော့ပြောစရာတော့မရှိပါဘူးဒါပေမဲ့တော့တို့ချိန်မှာပါလာတဲ့ຢာရတော့ရှိတယ်ဘယ်လိုຢာမျိုးလဲဆိုတော့မတွေ့လားအသားစားတဲ့ပုံစံမျိုးတွေတခြားချင်းတွေဝါဆိုင်ပြီးတော့ပြတ်ထုတ်ပြတာတွေ့လားအစားတောက်ကိုစီးကမရှိဘူးအဲ့လိုမျိုးဟာမျိုးတွေပြောရကြပြီတိုးတွေဘာတွေကြက်တွေဘာတွေးလို့ရှိလို့ရှင်လဲအတက်သူတို့ကအဲ့လိုပဲပြပြီးတော့သွားတက်တယ်တက်ပြီးလို့ရှင်သူတို့ကတပြက်စားတယ်ပြက်စားပြီးလို့ရှင်ထပ်ပြီးရောလွတ်ပြတယ်ပေါက်ပိုက်ဆိုတဲ့ပေါ့အဲ့တော့သူတို့ရှောက်ကိုပြသူတို့ရှောက်တယ်ပြက်လို့ပြစ်တယ်ဆိုလို့ရှင်သူတို့ရှောက်တွေကတချောင်းပဲပြက်တာမသေးပါဘူးသူတို့ရဲ့ရှော့ကတော့ခေါင်းပဲသူတို့ခေါင်းပြက်တဲ့နဲ့တန်းပြီးတည်တယ်တို့ကြတော့အမှပြောရင်းဆိုရင်လည်းမြေကြီးနောက်ကမြေကြီးကထွက်လာတဲ့ခေါင်းတွေကလည်းရှိသေးတယ်ပြည့်ရနောက်တခါဒါတော့သိဒါတော့မှမသိချင်သေးဘူးတွေ့လားနောက်ကလည်းလှည့်လိုက်ပြလိုက်နေဖြစ်နေတာမသိချင်ဘူးကျွန်တော်နောက်ထပ်တကောင်ထပ်ပြပြမယ်ဒီကကောင်းတွေ့ဒီကနေဆိုရင်အော်တိုပဲလဲပြီးသွားတယ်ကိုယ်တိုင်လဲစမ်းမလို့သူတို့ headshot ကတော့တော်တော်လေးတော့ကောင်းတယ် headshot ထိရနေပြန်တယ်တော်တော်ကောင်းတယ်သူတို့ကတခါတန်းရှောဟုတ်တယ်လားဒီဘက်ထောက်ပြောသွားနေသေးရအဲ့လို function တွေအများကြီးရှိတယ် zombie တွေပါရညာရာစတကယ်အဆင်ပြေလို့တော့ကျွန်တော်ထင်တယ်ဒီအတန်ကတော့တော်တော်လေးလက်ကောင်းတယ်ကျွန်တော်တို့အတွက်လည်းတော်တော်လေးကိုဖန်ကြမယ် survival ပုံစံမျိုးတွေမှာတော်တော်လေး share လာဖြစ်တယ်ပေါ့ကိုကျွန်တော်နောက်ထပ်တနက်တက်လက်နဲ့ကျွန်တော်စမ်းရပြပြမယ်ဆိုပြီးတော့ကျင်ဘက်ကိုပြည့်တဲ့နေရတယ်သူကတမ်းပြီးမတည်ပါဘူးသူတို့ကခေါင်းထိမှသူတို့ကတည်တာသူတို့ကောင်းချိန်ပြပြဘယ်လောက်မှမပြည့်ရအောင်တွေ့လား၄ချက်လောက်ပဲပြည့်ရတယ်၄ချက်၅ချက်လောက်ပဲပြည့်ရတော့သူတို့ကတမ်းပြီးရှော့ပဲအဝေးက headshot ဘယ်လောက်မှတိတ်မပြောက်စွန်းတာတော့ဒဲတိုင်းကြီးပြည့်နေရတော့မှသူတို့မတည်ပါဘူးသူတို့ကသွေးမာတယ်ပြီးတော့ဒီတိုင်းပြစ်တိုင်းလဲမှန်နေမယ်လို့တော့မစင်စားနိုင်ပါလားတော်တော်လေးကိုစင်ပြေးတဲ့ထဲတော့ဒါတိတ်မပါဘူးပေါ့ဟုတ်လဲဆိုအပြင်ကမော်တိုင်းပဲ reality ပုံစံတိုင်းပဲဟိုဟာတွေအဲ့ဒီလေတိုက်နှုံးတွေဘာတွေညာနေနဲ့ကြည်စံတွေကဝေးသွားတာတို့ဘာလို့ညာတို့တိုင်းတွေဘာရှိတယ်ဘူးလက်တွေဘာညာရတော့ရှိတယ်ဘူးလက်တွေကဝေးသွားတာတို့ဘာတို့ညာတို့ကျွန်တော်တို့ဒေသနာကတော့ record ပေးချင်တယ်ဒေသနာကဘယ်လောက်ထိကောင်းလဲဆိုတော့တွေ့လားလှည့်နေရတဲ့ပုံစံကြည်လေးကက်လေးပဲကောက်ထုတ်လိုက်ပြောလှည့်လိုက်သေးတာဒီတော်တော်လေးကို action တော်တော်မိုက်တယ်ပြီးတော့ကျွန်တော် scope ချိန်ပြီးတော့ကျွန်တော်အဝေးကချိန်နေကြတယ်ကျွန်တော်လိုက်ပြပြမယ် one shot ပဲဘယ်လိုပဲပြကိုလုံးပဲပြကောင်းပဲပြ one shot ပဲဒီစနက်ကပါ shot down ထိုး emotional damn it ပြမယ်တွေ့လား one hit ပဲကျွန်တော်ဘာမှမလို့ one hit လောက်ပဲလို့လား
နောက်ထပ်ကျွန်တော်ထပ်ပြပြမယ်အဲ skeleton ဒါတွေ့လားဟုတ်ဝေးရစလှမ်းမျိုးပြစ်လို့ရတယ်တကယ်ဆင်ပြေအဲ့တောင်ထဲမှာကျွန်တော် creeper လှမ်းပြပြမယ်အဲ့ဒါတန်း short တွေ့လားဘယ်နေရာပဲထိဒီတနက်ကောက်တော်တော်လေးကို short တယ်ကောင်းတယ်ချောမှုမှုပဲပြစ်သွားတာလည်းပေါ်စားလည်းမိုက်တယ်ပြီးတော့တနက်တွေပါတွေကြီးကတ်တွေပါပြန်ပြီးတော့စစ်တာအစားတကယ်လုံးဝမိုက်တယ်လို့ပြောလို့ရရပေါ့တကယ်လက်ရှိဆိုရှင်လို့ရှင်ကိုဒီလိုမျိုးဆိုတော့ကန်နာရရလို့ကောင်းမိုက်ပုံစံဖြစ်နေမှာတော့မတူပေါ်လာတွေ့လားဇွန်မီဘယ်လိုပေါ်လာလဲဆိုလို့ဒီလိုပဲပေါ်လာတာသူကောက်ပြလိုက်မှာအရှော့တွေ့ခေါင်းတော့ပျောက်သွားတာတွေ့လားလဲကြတဲ့ပုံစံတွေကလည်းတော်တော်လေးမိုက်တယ် fashion တွေကလည်းတော်တော်လေးစုံတယ်တော်တော်လေးလည်းကျွန်တော်တို့သဘောကျတယ်ဒီပါဘာမှမလို့ရှိန်တက်ဖို့ပဲလို့လားကျွန်တော်နောက်ထပ်တစ်နက်တစ်မျိုးစမ်းပြမယ်ဒီကောင်ကတော့ဘာလဲတော့မသိပဲလေဆာလို့တော့ပြောထားတာပဲမှကျွန်တော်စမ်းပြပြမယ်လေဆာနဲ့ပဲပြစ်တာပဲတေချာတော့ကျွန်တော်လည်းမသိဘူးဒီလိုမျိုး function ကတော့နောက်ထပ်ဒီလိုတနက်ပုံစံမျိုးလေဆာတနက်မျိုးနောက်ထပ်3မျိုးကတော့ရှိသေးတယ်ဘယ်တစ်ခုနဲ့ဘယ်တစ်ခုကတော့ကောင်းလဲတော့မသိဘူးကျွန်တော်ဒီဗီဒီယိုလေးရှိတော့မှဆိုလို့ကျွန်တော်လည်းတိုးနဲ့ပဲဗီဒီယိုလေးဖြတ်ပြီးတော့ပဲလုပ်ပေးလိုက်တော့မယ်နော်တနက်တွေ function တွေကိုအစုံလောက်ကြည့်တော့မပြတော့ဘူးနောက်ပြမယ်မထိထိပါပြီအဲ့လိုပုံစံမျိုးပဲထွက်လိုက်တဲ့ရောင်ကလည်းအပြာရောင်ဆိုအပြာရောင်ပဲကဲနောက်ထပ်အနီရောင်ဆွမ်းတော်ဟာလည်းတူပဲဒါပေမဲ့တော့ affection ကတော့ကွာသွားတယ် affection လိုက်တယ်တော်တော်လေးတော့မိုက်တယ်ကျွန်တော်နေဆိုကြရင်နေဘက်တွေ survival မှုတွေမှာတော်တော်လေးဆော့လို့ကောင်းမယ်လို့ကျွန်တော်ထင်တယ်နောက်တစ်မျိုးနဲ့ကျွန်တော်စမ်းပြီးပြပြမယ်ကျွန်တော်လည်းလေဆာတန်းပဲဒီကောင်က poison ပိုင်လို့ကျွန်တော်ထင်တာပဲတွေ့လားတနက် function တွေပြစ်လိုက်တဲ့အရာအစားလုံးဝအစိမ်းရောက်ရေးသွားပြီးမှန်နေတဲ့ပုံစံမျိုးကြီးတကယ်ပြည်ပြင်းနေပေါ့တော်တော်လေးပြည်ပြင်းတဲ့ထဲမှာလည်းပါတယ်ပုံထဲမှာကျွန်တော်အကြိုက်ဆုံးဂိုင်းလေဖောင်းဆိုဖောင်းဖန်းနဲ့ချိသိမြကောတော့လွှဲထော်ပါမယ်လေသက်နှက်ကြီးပြပြမယ်ဟုတ်ဝေးရနှစ်ကောင်တွေ့လားဘာမှလုပ်စားမလို့သူတို့ဘာသူတို့လွှန်းထွက်ပြီးတော့သူတို့ဘာသူတို့ရှော့ကုန်လားကျွန်တော်ဘာမှမလုပ်ပြစ်ထပ်ဖို့ပဲဟုတ်အဝေးရဟာရတော့မှအုပ်စုလိုက်ဖြစ်နေရင်တော့အကုန်လုံးရှော့တယ်ကျွန်တော်ဟုတ်ဝေးရလောက်ပြပြမယ်ဒီဆိုပြရလာပေါ်တယ်စင်ပြတော့တွေ့လားဘာမှတော့မလုပ်သူ့ဟာနဲ့သူအကုန်လုံးပြီးသွားတာပဲသူတို့ကကန်ကတော့စဝိုင်းလေးနဲ့အဲ့ဒီကန်ပုံစံလေးပဲရွေးလိုက်တွေ့လားစကလက်တန်ဆိုရင်လွတ်ထော်သွားတာပဲဘယ်နိုင်ငံရောက်သွားလဲမသိဘူးသူတို့စုနေကြအကုန်လုံးတခြားတော့ဟိုးနောက်ထိပါသွားပြီးမှန်တာနော်ပြရမယ်အကုန်လုံးရှာ3ခုပဲထောင်းတယ်ဘယ်လောက်ထိစကွင်းကျဲလဲဆိုလို့ရှိရင်အဲ့မှာတေးကြပဲတို့ဒီ item လေးကတော့တကယ်စော့ကြည့်တယ်ကျွန်တော် recommend ပေးတယ်animation မှုတွေရယ်ကျွန်တော် share လေးကပါမယ်ဆိုလို့ရှိရင်ပို့ပြီး solve လုပ်ပြောမယ်လို့တော့ကျွန်တော်ထင်တယ်ဗျာကိုစားကျွန်တော်နောက်ဆုံးပြမယ့်ຢာတော့ mind ဘုံပြလိုက်တဲ့ fashion လေးရစတကယ်တော်တော်လေးကို solve လုပ်ကောင်းမယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်စမ်းပြပြမယ်မပေါ့ဘူးနဲ့တူပဲ
အာပေါက်ဝိုင်းကြောကြီးอ่ะ TNT ပေါက်တဲ့ပုံစံမျိုးပဲလက်ပြည့်ဘုံကတော့ TNT ပေါက်တဲ့ပုံစံမျိုးနဲ့တွားပြီးဆင်တယ်လို့တော့တွားပြီးဆင်တာတက်ကိုသူက TNT ပုံစံ TNT function လို့မျိုးသူကပြန်ပြီးတော့တူပါတာလို့ကျွန်တော်ထင်တယ်ယူဆတယ်ဆိုတော့ guys ဒီဗီဒီယိုလေးတော့ဒီလောက်ပါပဲเนาะကျွန်တော်တို့နောက်ထပ်လာမယ့်အရန်တွေကိုဘယ်လိုပုံစံမျိုးလေးနဲ့ဘယ်လိုမျိုးပေါ့ပေါ့ပါပါတက်ဆက်ပေးသွားမလဲဆိုတာကိုနေ့စဉ်မပြတ်ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော် channel လေးကို like and subscribe လုပ်မပေးပါနဲ့เนาะဆိုတော့အားလုံးပဲ bye bye